အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမေရိကန်ရဲ့တွက်ချက်မှုလွဲမှားသွားပြီလားအာဆပ်ပြုတ်ကြပြီးနောက်ရုရှားကဆီးရီးယားမှာပိုပြီးအင်အားကြီးလာတာလားဆိုတာကိုသုံးသပ်တင်ပြပေးသွားပါမယ်2024ခုနှစ်ဒီဇင်ဘာလဘာရှာအာဆပ်အစိုးရပြုတ်ကြတဲ့အချိန်မှာနောက်တိုင်းမီဒီယာအများစုကကြောက်ချက်တစ်ခုကိုတတန်နဲ့ထုတ်ခဲ့ကြပါတယ်ရုရှားရှုံးပြီးဆီးရီးယားကိုဆုံးရှုံးလိုက်ရပြီမြေထဲပင်လယ်ထဲကရုရှားရဲ့စစ်ခြေစိုက်စခန်းတွေပျောက်တော့မယ်အာဖရိကစီသွားတဲ့လမ်းကြောင်းလည်းပြတ်တော့မယ်ဒါပေမဲ့နှစ်တောင်မပြည့်သေးခင်မှာဖြစ်ပျက်လာတာကအဲ့ဒီခံမှန်းချက်တွေနဲ့စန့်ကျင်ဘက်ဖြစ်လာပါတယ်အမေရိကန်တပ်တွေကဆီးရီးယားကနေစခန်းတွေရှော့ချပြီးထွက်ခွာလာချိန်မှာရုရှားကတော့အစိုးရအသစ်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ပြီးစစ်ရေးစီးပွားရေးတန်တမာရေးအားလုံးမှာနေရာဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်ဒါဆိုရုရှားဘယ်လိုပြန်လည်ရပ်တည်နိုင်ခဲ့တာလဲအမေရိကန်ရဲ့မဟာဗျူဟာမှားယွင်းသွားတာလားဒီနေ့ဗီဒီယိုမှာဒီအကြောင်းကိုအသေးစိတ်လေ့လာကြည့်ပါမယ်ဆီးရီးယားပြည်တွင်းစစ်စတင်ပြီးတဲ့နောက်2015ခုနှစ်မှာရုရှားဟာဘာဆက်အာဆက်အစိုးရကိုတိုက်ရိုက်စစ်ရေးအကူအညီပေးခဲ့ပါတယ်ဒီကာလအတွင်းမိုင်းမင်လီတာစခန်းနဲ့တပ်တက်ရေတိုက်ခြေစိုက်စခန်းတွေဟာရုရှားအတွက်အရှေ့လယ်ပိုင်းနဲ့မြေထဲပင်လယ်ဒေသကိုချိတ်ဆက်ထားတဲ့အရေးပါတဲ့မဟာဗျူဟာခြေစိုက်စခန်းတွေဖြစ်လာခဲ့ပါတယ်ဒါကြောင့်အာဆက်ပြုတ်ကြတဲ့အချိန်မှာအနောက်နိုင်ငံအများစုကရုရှားရဲ့ဩဇာလည်းအဆုံးသတ်ပြီလို့သုံးသပ်ခဲ့ကြပါတယ်ဒါပေမဲ့နိုင်ငံရေးကလူတဦးတယောက်တည်းပေါ်မတိဆောက်ထားဘူးဆိုတာကိုမကြခင်မှာပဲမြင်တွေ့လာရပါတယ်အစိုးရအသစ်တက်လာပြီးတဲ့နောက်အာမက်အရှာရာကရုရှားနဲ့တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးဗလာဒီမာပူတင်နဲ့လည်းအကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်အဲ့ဒီကနေစပြီးဆီးရီးယားရုရှားဆက်ဆံရေးဟာအစိုးရအဟောင်းကိုကာကွယ်ခဲ့တဲ့မိဘဆက်ဆံရေးကနေအစိုးရအသစ်နဲ့အကျိုးစီးပွားအခြေခံဆက်ဆံရေးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်ဒီဖြစ်ရဲ့အရေးကြီးဆုံးသင်ခန်းစာကရုရှားရဲ့မဟာဗျူဟာဟာလူပုဂ္ဂိုလ်တယောက်ကိုမမီခိုပဲနိုင်ငံတော်အကျိုးစီးပွားကိုအခြေခံထားတာဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါအာဆက်အစိုးရပြုတ်ကျသွားပြီမဲ့ရုရှားကအစိုးရအသစ်ကိုရန်သူဖြစ်မဆက်ဆံခဲ့ပါဘူးအဲ့ဒီအစားလိုအပ်နေတဲ့ဂျုံလောင်စာဆီစွမ်းအင်ပြန်လည်တည်ဆောက်ရေးကုလသမဂ္ဂမှာတန်တမာရေးထောက်ခံမှုစတာတွေကိုကမ်းလှမ်းခဲ့ပြီးဆက်ဆံရေးကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်နိုင်ငံတကာဆက်ဆံရေးမှာဒါကိုပရမတ်တဆင်လက်တွေ့ကြတဲ့အကျိုးစီးပွားအခြေခံမူဝါဒလို့ခေါ်ကြပါတယ်တစ်ဖက်မှာတော့အမေရိကန်ဟာအာဆက်မရှိတော့ရင်ရုရှားဩဇာလည်းအလိုလျောက်ရော့သွားမယ်လို့မျှော်လင့်ခဲ့တယ်လို့သုံးသပ်သူတချို့ကမြင်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အစိုးရအသစ်ကရုရှားကိုအပြည့်အဝဖယ်ထုတ်ထားမယ့်အစားလိုအပ်တဲ့ကဏ္ဍတွေမှာဆက်လက်ပူးပေါင်းမှုဆွေးနွေးနေတာကိုတွေ့ရပါတယ်ဒီနေရာမှာအဓိကအချက်ကဆီးရီးယားအစိုးရအသစ်ဟာရုရှားကိုရွေးချယ်တယ်ဆိုတာထက်သူ့နိုင်ငံရဲ့လုံခြုံရေးစီးပွားရေးနဲ့ပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့မိဖက်ကိုရွေးချယ်နေတာလို့လည်းရှုမြင်နိုင်ပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကိုရုရှားရဲ့အောင်ပွဲသို့မဟုတ်အမေရိကန်ရဲ့ရှုံးနိမ့်မှုလို့တစ်ဖက်သက်သတ်မှတ်လိုက်တာထက်အင်အားကြီးနိုင်ငံတွေဟာအစိုးရပြောင်းလဲသွားရင်တောင်သူတို့ရဲ့အကျိုးစီးပွားကိုထိန်းသိမ်းနိုင်ဖို့ဘယ်လိုလိုက်ရောညီတွေပြောင်းလဲနိုင်တယ်ဆိုတဲ့ဥပမာတစ်ခုအဖြစ်ကြည့်တာကပိုသင့်တော်ပါတယ်။ဒီဖြစ်ရပ်ကမြန်မာနိုင်ငံအတွက်လည်းသင်ခန်းစာတချို့ပေးပါတယ်။ပထမအချက်ကအင်အားကြီးနိုင်ငံတွေရဲ့မူဝါဒဟာမိတ်ဆွေဒါမှမဟုတ်ရန်သူဆိုတဲ့အယူအဆထက်အကျိုးစီးပွားကိုပိုပြီးဦးစားပေးတတ်တယ်ဆိုတာဖြစ်ပါတယ်ဒုတိယအချက်ကနိုင်ငံတကာနိုင်ငံရဲ့မဟာဗျူဟာတန်ဖိုးပထဝီဝင်တည်နေရနဲ့စီးပွားရေးအရာအရေးပါမှုရှိနေတဲ့အင်အားကြီးနိုင်ငံတွေဟာအစိုးရပြောင်းလဲသွားရင်တောင်ဆက်လက်ထိတွေ့ဆက်ဆံဖို့ကြိုးစားနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်စီးရီးယားဖြစ်ရပ်ကနေရရှိမဲ့သင်ခန်းစာကနိုင်ငံရေးမှာတစ်ဖက်နိုင်တစ်ဖက်ရှုံးဆိုတဲ့ရိုးရှင်းတဲ့ပုံစံထက်ဘယ်သူကပိုပြီးလိုက်ရောညီတွေဖြစ်အောင်ပြောင်းလဲနိုင်တယ်လဲဆိုတာကပိုအရေးကြီးတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်အာဆက်အစိုးရပြုတ်ကျသွားတာကရုရှားရဲ့ဩဇာအလိုလျောက်ပျောက်ကွယ်သွားမယ်လို့မဆိုလိုခဲ့တယ်လို့အစိုးရအသစ်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်တာကလည်းရုရှားရဲ့မဟာဗျူဟာအပြည့်အဝအောင်မြင်သွားပြီလို့ချက်ချင်းသတ်မှတ်လို့မရသေးပါဘူးလာမယ့်နှစ်တွေမှာဆီးရီးယားအစိုးရရုရှားအမေရိကန်တူရကီနဲ့ဒေသတွင်းနိုင်ငံတွေကြားဆက်ဆံရေးဘယ်လိုပြောင်းလဲမလဲဆိုတာကဒီသုံးသပ်ချက်တွေကိုပိုပြီးရှင်းလင်းစေပါလိမ့်မယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့တေချာမြင်ရတဲ့အချက်တစ်ခုကနိုင်ငံတကာနိုင်ငံရေးမှာအမြဲတမ်းအနိုင်ရသူအမြဲတမ်းရှုံးပေးရသူဆိုတာမရှိပဲအခြေအနေအသစ်နဲ့လိုက်ရောညီတွေဖြစ်အောင်အကျိုးစီးပွားကိုပြန်လည်တည်ဆောက်နိုင်သူကသာရေရှည်မှာဩဇာကိုဆက်လက်ထိန်းသိမ်းထားနိုင်တယ်ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်